အာဆင်နယ်ကမာတင်နယ်လီအတွက်ပေါင်55တန်းအထိအဟီလန်နဲ့ဆွေးနွေးမှုနောက်ဆုံးအဆင့်ရောက်နေပါပြီ I'm very happy at Arsenal. This is my club. I love to be here. I love the city. I love the club. I love everything about Arsenal. So I want to stay. ဟေးTikTok နဲ့ YouTube မှာကြည့်ရှုတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအာဆင်နယ်ကွန်တန်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ခြင်းတဲ့အကြောင်းအရာလေးကဂါဗီယယ်မာတင်နယ်လီကိုအဟီလယ်ကခေါ်ယူဖို့နောက်ဆုံးအဆင့်ရောက်နေပြီးအာဆင်နယ်ကပေါင်တန်း50ကနေပြီးပေါင်တန်း55နဲ့ရောင်းဖို့ပြင်ဆင်နေဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဂါဗီယယ်မာတင်နယ်လီရဲ့အနာဂတ်ကတော့အခုချိန်မှာအကြီးကျယ်ပြောင်းလဲနိုင်ပါတယ်နောက်ဆုံးသတင်းတွေအရ Sorry Pro League ကလပ်အဟီလယ်ဟာဂါဗီယယ်မာတင်နယ်လီကိုခေါ်ယူဖို့အာဆင်နယ်နဲ့တရားဝင် Club to Club ဆွေးနွေးနေမှုတွေပြုလုပ်နေပြီးအခုချိန်ဆွေးနွေးတာဟာနောက်ဆုံးဆင့်ကိုရောက်နေပြီလို့နာမည်ကြီးသတင်းထောက် Fabrizio Romano ကဖော်ပြထားပါတယ်။ Romano ရဲ့အချက်အလက်အရအပြောင်းအရွှေ့ကြီးကိုတော့ပေါင်တန်း50ကနေပြီးပေါင်တန်း55ဝန်းကျင်ဆွေးနွေးနေပြီးအာဆင်နယ်ဘက်ကဂါဗီယယ်မာတင်နယ်လီကိုရောင်းချဖို့အသင့်ရှိနေပါတယ်။ဒါပေမဲ့အပိသက်သဘောတူညီချက်တော့မရသေးပါဘူး။အခုကြံရှိနေတဲ့အဓိကအချက်ကတော့ဂါဗီယယ်မာတင်နယ်လီနဲ့အဟီလယ်ကြား personal term ဖြစ်ပါတယ်။ Romano ရဲ့အဆိုအရဒီကိစ္စကဆက်လက်ဆွေးနွေးနေပြီးနောက်ဆုံးဆုံးဖြတ်ချက်ကိုဂါဗီယယ်မာတင်နယ်လီကိုယ်တိုင်ချမှတ်မှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းအတလက်တစ်ကိုကိုးခါထားတဲ့ ESPN ကအာဆင်နယ်ဟာမာတင်နယ်လီအတွက်ပေါင်တန်း60ဝန်းကျင်ရရှိဖို့မျှော်လင့်နေပြီးအဟီလယ်နဲ့ဆွေးနွေးမှုတွေဆက်လက်ရှိနေတယ်လို့ဖော်ပြထားပါတယ်။မာတင်နယ်လီကိုယ်တိုင်ကတော့ Saudi Arabia ကိုပြောင်းရွှေ့ဖို့စိတ်ဝင်စားနေတဲ့အခြေအနေရှိနေတယ်လို့လည်းဆိုထားပါတယ်။ Sky Sport ကလည်းအဟီလယ်ဟာမာတင်နယ်လီနဲ့စတိုဗီလာတိုက်စစ်မှုOliver King ကိုတပြိုင်နက်တည်းခေါ်ယူဖို့ကြိုးစားနေတယ်လို့လည်းဖော်ပြနေပါတယ်။မာတင်နယ်လီနဲ့အာဆင်နယ်အခြေအနေကိုတော့ကြည့်ရင်လည်းစိတ်ဝင်စားစရာပါ။သူဟာ2026-29ရာသီအစအာဆင်နယ်ရဲ့ပထမဆုံးနှစ်ပွဲဖြစ်တဲ့ Community Shield နဲ့ Coventry ပွဲကို3-0နဲ့နိုင်ရခဲ့တဲ့ Premier League ပွဲမှာ squad တွေမှာမပါဝင်ခဲ့ပါဘူး။ဒါကြောင့်သူ့ရဲ့အာဆင်နယ်အနာဂတ်နဲ့ပတ်သက်ပြီးမေးခွန်းတွေပုံမှုများလာခဲ့ပါတယ်။မာတင်နယ်လီဟာ2019ခုနှစ်ကအာဆင်နယ်ကိုရောက်လာခဲ့ပြီးအခုချိန်ထိ288ပွဲကစားပြီး62ဂိုးသွင်းထားပါတယ်။အရင်ကလည်းတူရကီကလပ်ဂလာတာဆာရီကမာတင်နယ်လီအတွက်ကလန်ခဲ့ပေမဲ့တူရကီကလပ်ကိုမပြောင်းချင်တာကြောင့်အဲ့ဒီအခွင့်အရေးကိုညှိပယ်ခဲ့ပါတယ်။အခုတော့အဟီလန်နဲ့ကလန်မှုအပေါ်မှာတော့အခြေအနေကပိုပြီးအလေးနိုင်ရှိလာပါတယ်။ This club and yeah, I'm very happy. I love everything about Arsenal. I love the city. I love my teammates. I love the fans. And I love the club. And I'm gonna try my best for. ဒီအခြေအနေတွေကိုအတူချုပ်ပြန်ပြောရရင်အဟီလယ်ကမာတင်နယ်လီကိုခေါ်ယူဖို့အလေးနဲ့စူးစမ်းနေတယ်။အာဆင်နယ်ကလည်းရောင်းချဖို့အသင့်ရှိပါတယ်။ပြောင်းရွှေ့ကြီးကတော့ပေါင်တန်း50ကနေပြီး55တန်းဝန်းကျင်ဆွေးနွေးနေပါတယ်။အာဆင်နယ်မျှော်မှန်းဈေးကတော့ပေါင်တန်း60ဝန်းကျင်လို့အတလက်